အတန်ဇလာများကိုချစ်မြတ်နူးကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အဆုံးအ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထိတ်လန့်စရာများနဲ့တောင်ပြတန်းစီတို့ခြေလန်းတစ်များဇလန်လီရဲ့အပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်မြို့ပြရဲ့စူးညံထန်တွေကအဝေးမှာကြံရခဲ့ပြီးနောက်သူတို့စီးလာတဲ့ကာလီဟာကွေ့ကောက်နေတဲ့တောင်ပတ်လန်းတွေအတိုင်းတရိပ်ရိပ်တက်လာခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့တက်ရမယ်မြို့ကိုတောင်ရချီရင်ကရွာငယ်လေးတွေကိုရောက်ရှိလာကြပါတော့တယ်ရွာကိုရောက်ချင်းသူတို့အဖွဲ့ဟာတောင်ပေါ်တက်ဖို့လမ်းပြရှာကြပါတယ်ဒါပေမဲ့ထူးဆန်းတာကရွာသားအချို့ဟာသူတို့အဖွဲ့ကိုမြင်တာနဲ့တယောက်နဲ့တယောက်တီတိုးပြောဆိုပြီးရှောင်ဖယ်သွားကြတာပါပဲဦးလေးကျွန်တော်တို့တောင်ပေါ်တက်မလို့လမ်းပြပေးမဲ့သူရှိမလားခင်ဗျာလို့အောင်ခန့်ကကုန်းရဆိုင်ကအဖိုးကြီးတူကိုမေးလိုက်တဲ့အခါအဖိုးကြီးကမျက်မှောင်ကျုံမိကြည့်ရင်ဒီရပိုင်းတောင်ပေါ်မတက်တာကောင်းမယ်ငါတို့တောင်ကအခုတလောစိတ်ဆိုးနေတယ်လို့အဖိုးကြီးကပြန်ပြောပါတယ်ထိုအခါမှာတော့အဖွဲ့ထဲမှာအကြောင်းအလန့်ဆုံးဖြစ်တဲ့ if you တယောက်မျက်နှာပြတ်သွားပါတယ်ဒါပေမဲ့ကိုဦးကတော့ဒါတွေကရှေးရိုးဆွဲတွေပါဟာငါတို့မှာ GPS လည်းပါတယ်ဘာမှမဖြစ်ဘူးလို့ရဲရဲမောမောနဲ့ပဲတုံ့ပြန်လိုက်ပါတယ်ဒီလိုနဲ့အောင်ခန်းတို့တငယ်ချင်းတစုလမ်းပြမဲ့သူကိုတရွာလုံးအနှံ့ရှာဖွေရင်နောက်ဆုံးမှာတော့ရွာတွေကဖိုးထောင်ဆိုတဲ့လူငယ်တယောက်ကသူတို့ကိုလမ်းပြဖို့သဘောတူလိုက်ပါတယ်ဖိုးထောင်ကဇူပုံစံကခက်အေးဖြစ်ပေမဲ့သူ့ရဲ့မလုံးတွေကတော့တစ်ခုခုကိုစိုးရင်နေတယ်လို့ပါပဲကျွန်တော်လိုက်ခဲ့မယ်ဒါပေမဲ့စီကန်း၃ချက်တော့လိုက်နာရလိမ့်မယ်လို့ဖိုးထောင်ကအလေးနက်ပြောလာပါတယ်ဖိုးထောင်ပြောတဲ့စီကန်း၃ချက်မှာညဘက်ဆိုရင်မိဘုံဘေးကနေဘသူမှခွဲမထွက်ရတောထဲမှာတယောက်နဲ့တယောက်နမဲခေါ်ပြီးမစောနောက်ရထူးဆန်းတဲ့အတန်ကြားရင်နောက်ကိုလှည့်မကြည့်ရပဲချစ်ပါတယ်သူကစိုးမင်းကသူ့ရဲ့ဂီတာအိတ်ကိုကြောမှာပိုးရင်စွန်စားကန်ကတော့အစကတည်းကရင်ခွန်ဟိုကောင်းနေပြီပဲလို့စနောက်လိုက်ပါတယ်ဒီလိုနဲ့နေလေတနာလီခန့်မှာတော့သူတို့အဖွဲတောင်ပေါ်ကိုစတင်တက်လန့်ခဲ့ကြပါတယ်အစပိုင်းမှာတော့တစ်ပင်ကြီးတွေရဲ့အရေးနဲ့ငှက်တန်လေးတွေကြောင့်အားလုံးကပျော်ရွှင်နေကြတာပေါ့ဒါပေမဲ့တောင်ပေါ်ကိုတက်လီလီလမ်းကပူကျင်းလာပြီးတစ်ပင်တွေကလည်းပိုးမှုထူထပ်လာပါတယ်ညနေဆောင်းလာတဲ့အခါမှာတော့တောင်ပေါ်မှာမြူတွေစတင်ဆိုင်းလာပါတော့တယ်အပူချင်းကလည်းတိတိတာတာထိုးဆင်းသွားပြီးချမ်းစင်စင်ခန်းစားချက်ကသူတို့အသားတွေအထိထူဖောက်လာပါတယ်ဟေ့အောက်ခက်ခဏနားရအောင်ဟိုအညံပင်ပန်းနေပြီလို့ကိုဦးကအော်ပြောလိုက်တဲ့အချိန်မှာပဲဟူးဆိုတဲ့ထူးဆန်းတဲ့အတန်းရှိဤတစ်ခုကတောအုပ်ထဲကနေထွက်ပေါ်လာပါတယ်အဲ့ဒီအတန်းကလူအော်တန်နဲ့လည်းတူသလိုတားရဲတကောင်ကြီးဟိန်းတန်နဲ့လည်းတူနေပါတယ်လမ်းပြဖူးထောင်ကချက်ချင်းရက်လိုက်ပြီးတိတ်နေချဘာသာမှမထွက်နဲ့လို့တိုးပြီးတတိပေးလိုက်တဲ့အခါတငယ်ချင်းတစုရဲ့အပြုံးတွေနဲ့ပျော်ရွှင်မှုတွေဟာရုတ်တရက်အေးခဲရပ်တန့်သွားပါတော့တယ်တောတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပြီမယ်တငယ်ချင်းတစုရဲ့ရင်ခုန်တန်လေးကတော့တဒိတ်ဒိတ်တုံနေပါတယ်လမ်းပြဖိုးထောင်ကပတ်ဝန်းကျင်ကိုအကဲခတ်ပြီးမှမြင်လာကြညမမောင်ခင်ရှိကခုနာကိုရောက်အောင်သွားမရမယ်လို့ခတ်ထွက်အမိန်ပေးလိုက်ပါတယ်ညနေ6နာရီခွဲလောက်မှာတော့သူတို့အဖွဲ့ဟာကြောက်ဆောင်ကြီးတစ်ခုရဲ့အောက်ခြေမှာစခန်းချနိုင်ခဲ့ပါတယ်ဖိုးထောင်ကမီးပုံကိုအရင်လျင်ဝိုင်ဖို့ခိုင်းပါတယ်အဲအချိန်မှာပဲအိဖြူကနောက်ကတယောက်လိုက်လာသလိုပဲခံစားရတယ်လို့တုံတုံကြီးယူနေပြောလိုက်တဲ့အခါစိုးမင်းကစိတ်ထင်လို့ပါဟာလေးတိုက်လို့တစ်ကိုင်းနေလုတာနေမှာဝါလို့အားပေးပေမဲ့စိုးမင်းကိုယ်နိုင်လေဂီတာတီးဖို့စိတ်မပါတော့ပဲမီးပုံကိုပဲစိုက်ကြည့်နေပါတယ်သူတို့အားလုံးမီးပုံဘေးမှာဝိုင်းထိုင်ပြီးညစာစားနေကြတော့ဖိုးထောင်ကတောင်းတဲ့ထဲကိုမဲတောင်မခတ်ကန်ကြည့်နေကြကိုအောင်ခန်းကတတိထားမိလိုက်ပါတယ်ဒီလိုနဲ့ညဦးပိုင်း10နာရီလောက်မှာအားလုံးကပင်မလို့တဲထဲမှာအိပ်ပျော်သွားကြပါတယ်ထို့နောက်တန်းခေါင်ရန်အချိန်မှာတော့ကိုဦးတရောင်အပေါ့အပါသွားခြင်းလို့နိုးလာခဲ့ပါတယ်ဖိုးထောင်ရဲ့စီကန်းတစ်ခုကိုတတိရပြီမယ်တငယ်ချင်းတွေအိမ်မိုးချနေတာကိုမနိုးရတာကြောင့်ကိုဦးကတဲအပြင်ဘတ်တို့ခြေလန်းအနှဲငယ်အကွာတယောက်တည်းထွက်သွားလိုက်မိပါတယ်
အဲ့ဒီအချိန်မှာပဲအမောင်ထဲကနေချော့ဆိုတဲ့တစ်ကန်ချောင်နင်းတန်ကိုကြားလိုက်ရပါတယ်ဘသူလဲကွာလို့ကိုဦးကဓမီနဲ့ထိုးကြည့်ပြီးမြဲဘာမှရှိမနေကနဲ့ကြောက်စိတ်ဝင်လာပြီးတဲတဲကူအမြင်ပြန်ပြေးဝင်ကအိတ်လိုက်ပါတော့တယ် နောက်နေ့မနက်မူးလင်းတဲ့အခါမှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်ကိုဦးရဲ့တောင့်တက်ဖက်နှက်တစ်ဖက်ကပြောင်းဆုံးနေတာပါပဲဖက်နှက်ကိုဝိုင်းရှာကြရင်းနဲ့အောင်ခန်းကတဲနဲ့ပေ90ခန့်အကွာကတစ်ပင်ကြီးတစ်ပင်စီကိုရောက်သွားခဲ့တယ်အဲ့ဒီမှာတူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အောင်ခန့်ခြေထျားလက်ထျားဒီအေးဆက်သွားခဲ့ရပါတယ်တစ်ပင်ရဲ့အကိုင်းမြင့်မှာအနီရောင်အဝတ်စားတစ်ခုညှိနေပြီးအဲ့ဒီအောက်မှာတော့ကိုဦးရဲ့ဖက်နှက်တစ်ဖက်ကတေးနေပါတယ်ဒါပေမဲ့ပိုထိတ်လန့်ဖို့ကောင်းတာကအဲ့ဒီဖက်နှက်ပေါ်မှာသွေးဆက်တွေစွန့်ထင်နေတာပါပဲဒါကဘသူသွေးလဲလုံးအေးဖြူကအော်ဟစ်လိုက်ပါတယ်လမ်းပြဟိုးထောင်ကမျက်နှာပြက်နဲ့ဖက်နှက်ကိုကြည့်ပြီးသူတို့ကငါတို့ကိုတီးထက်ပို့ပြီးတတ်မလာစီချင်တော့ဘူးအခုချက်ချင်းပြန်ဆင်းမှထင်မယ်လို့တိုတိုလီရေစွတ်လိုက်ပါတယ်ဒါပေမဲ့လည်းတောင်တက်လမ်းကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့မနီးကသူတို့တက်လိုက်ခဲ့တဲ့လမ်းကြောင်းဟာနွယ်ပင်ဒီစူးပင်ဒီနဲ့ပိတ်ဆို့နေပြီးလမ်းပြောက်နေလာကိုတွေ့လိုက်ရပါတော့တယ်အောင်ခန့်တို့အဖွဲတောင်ပေါ်မှာပိတ်မိသွားပြီလားလမ်းဖြတ်ဖူးထောင်ပြောတဲ့သူတို့ဆိုတာဘသူတွေလဲဆိုတာကိုတော့အပိုင်းသုံးမှာဆက်လက်တင်ဆက်ပေးမှဖြစ်လို့နားတော်တာဆင်ပေးကြပါအောင်ခင်ဗျာဇလန်လေးကိုအချိန်ပေးပြီးနားထောင်ပေးခဲ့ကြတဲ့တဦးချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်နေ့မှပြန်တွေ့ကြတာပေါ့။